မိဘစော်ကားဒဏ်10ပါးပိုင်း1ကျေးဇူးရှင်မိဘနှစ်ပါးပေါ်ကိုထိလျောက်ဖြစ်စေနှုတ်ဖြင့်ဖြစ်စေစိတ်ဖြင့်ဖြစ်စေကျူးလွန်စော်ကားမိသူသားသမီးတို့ဟာတေလွန်တဲ့အခါငရဲကြောက်နိုင်သလိုနောင်ဘဝမှာလည်းဒုက္ခဆင်းရဲခြင်းအပြစ်ဒဏ်များခံစားရနိုင်တဲ့အပြင်ယခုမျက်မှောက်ဘဝမှာလည်းဘေးဆိုးကြီး10မျိုးနဲ့ကြုံတွေ့ရတတ်ပါတယ်အဲ့ဒီဘေးဆိုးရန်ဆိုး10မျိုးကတော့1ကြမ်းကြုတ်ဆိုးရတဲ့ဝေဒနာခံစားရခြင်း2ကိုယ်ခန္ဓာပျက်စီးခြင်း3အနာရောဂါထူပြောခြင်း4ယူသွခြင်း5မင်းပြမင်းတန်တင်ခြင်း6အကြီးအကျယ်ဆွတ်ဆွဲခံရခြင်း9သားသမီးခင်မွန်းဇနီးဆွေမျိုးသားချင်းများပျက်စီးခြင်း8စီးစိမ်ချမ်းသာပျက်စီးဆုံးရှုံးခြင်း9နေအိမ်ဥစ္စာပစ္စည်းတို့မိသင့်လောင်ခံရခြင်း10